Chẳng thà cái đó cái là chẳng anh đủ biết đấy anh luôn cũng nhà ý chỉ số tiền đấy cũng đã đó là đại về tôi đâu cả đó mà ở đây tôi anh tôi đâu cũng kết cái đấy ni cũng mong nó mà sẽ đi vào thế mà aku ngay vào về chân su cái đấy cả tôi đâu biết ta số chỉ mình gặp lưu số là cả biết ta nào cái đó đi ni là hôm buổi vào đó tôi đâu gặp tôi đấy chân đấy số tôi đấy và emพอดีแล้วมีอะไรสิเด้ไปดูมาเราคนนี้เราไม่ใช่ผู้เลยเราไปดูอาลงอ่ะตัวกูใส่ที่ให้จ่าได้บ่สู้จนเราเนี่ยมาปีกันมาหอบสิงคโปร์เรนดีบ่เราว่าไปโลจ่าตัวอย่างมาเนี่ยสู้เราคนรู้ว่าตนาจ่าเราไปดูตัวการกองเนี่ยสิงคโปร์วีซ่ากูไปสันลงว่าสิงคโปร์เขาต้องมาสิงคโปร์เรียนดีไปสันดูเช่นนั้นวีซ่าผู้ไม่อยู่แล้วก็รู้ว่าดีเป็นการนี้เราปีเด็ดตัวจังฮัลโหลชงมองผิดตัวแล้ววันนี้อะไรคุณน่ะตามหูပြောတော့ကျွန်တော်တတိယလာလေးတစ်ချက်ရှိတယ်အရင်တော့စင်ကာပူတန်ယုံမြန်မာတန်ယုံကိုတွားရင်ဘယ်လိုဖြစ်တယ်လဲဆိုတော့မြန်မာနိုင်ငံထဲကိုချက်ချင်းရောက်တယ်အခုလည်းအဲ့လိုပုံစံမျိုးပဲမြန်မာနိုင်ငံထဲမှာရောက်တယ်မတူဘူးအရင်တော့ကတော့မြန်မာနိုင်ငံမှာလုံးဝဂရုစိုက်မခံဘူးရုံးကိုသွားတာနဲ့ဟောက်ထုတ်သူတို့နာမည်တွေကလည်းအဲ့ဒီဟောက်တာတို့ဘာတို့နဲ့ဟိုဖြစ်အောင်ကာယနေအောင်ရှိတယ်အခုမဟုတ်ဘူးတအားနှွေးထွေးတာအဲ့ဒါကြောင့်မြန်မာနိုင်ငံပြန်ရောက်တယ်လို့ပဲနှွေးထွေးရှိမယုံသွားစမ်းကြည့်အခုလိုဟာမျိုးနဲ့တော့မစားနဲ့ပေါ့သွားလေကြည့်မတူတော့ဘူးကျွန်တော်ကပါမြင်တယ်လဲဆိုတော့လူကလည်းပြောင်းတာမဟုတ်ဘူးဒီလူတွေပဲဒါပေမဲ့အရင်တုန်းကလှုပ်ပြီးချင်းပြီးမဲ့လှုပ်ပြီးလို့မရဘူးကောင်းချင်းပြီးမဲ့ကောင်းလို့မရဘူးအခုကတော့စိတ်ရင်းတွေကပေါ်လာဆိုတော့အများကြီးအခုနေပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ Now ဒီက CID တို့ Minister of Manpower တို့ကလည်းဘယ်လိုပြောလဲဆိုတော့အခုထိကတော့ဒီ life insurance ကမတိချဘူး။ဒါပေမဲ့ကျွန်တော်တို့ကခင်ဗျားတို့နဲ့အတူတူရှိတယ်ဆိုပြီးတော့ဂတိပြီးသွားတာ။တာမှုကိုယ်တိုင်ကလည်းဂတိပြီးပြီးတော့ဖြစ်မလာရင်ဆိုပြီးတော့တွေ့ဝဲအနေနဲ့မေးတာကျူးစားမယ်တဲ့ဂရီတော့မပြီးနိုင်ဘူးကျူးစားဘာလို့လဲဆိုတော့ employer ကိုယ်တိုင်ကဒီ employee ကိုတတ်တယ်လို့ပြောရမှာပေါ့တတ်တာကဒီပထမဆုံးအချိန်ဆိုတော့ဥပဒေလည်းမရှိသေးဘူးနဲ့တူတယ်ဘာဒါမဲ့ဒီ CDE တို့ဘာလို့ကသူတို့ပြောတာကအဲ့ဒါဆိုရင် justice ကဘယ်မှာရှိမလဲတာမှုကိုယ်တိုင်ကလည်းကျွန်တော်တို့နိုင်ငံသားတယောက်ဒီလိုဖြစ်နေတဲ့ဟာဘယ်မှာအကာအကွယ်ရှိမလဲအဲ့လိုမေးသွားတာဒီစင်ကာပူ government ဆိုတော့လာမှာပါအခုလောလောဆယ်တော့ဟိုဂတိမပေးဘူးဒါမဲ့တေချာတာတစ်ခုပဲရှိတယ်ကျွန်တော်ကတော့ဒီဘာဖြစ်လို့စိတ်ချရတယ်လဲဆိုတော့along တဲ့တွားဖို့ဟာက ဒီ agency ကဘယ်လောက်ပဲတာဝန်ယူလဲဆိုတော့စင်ကာပူရန်ကုန်ထိပဲဒါပေမဲ့တန်ယုံကနေတစ်ဆက်အကူနီတောင်းလိုက်တော့အဆချင်းတော့ agent ကအဲ့တိတ်ပြီးတော့ဟိုဘက်ကိုဆက်ပြီးတော့တဲမပေးချင်ဘူးဒါပေမဲ့ကျွန်တော်တို့ထွက်သွားပြီးတိတ်မကြဘူးတဲပြီးမယ်ဆိုတော့အပေါ်ကဒီ embassy အပြင် Minister of Manpower ကနည်းနည်း PR တက်ရောက်တာရှိလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်အဲ့ဒါကြောင့်ကူနေတယ်အကုန်လုံးကတို့ဘက်မှာခင်ဗျားတို့ဘက်မှာကျွန်တော်တို့ရှိတယ်ဆိုတော့တို့ပတ်စံနေကူကထွက်ထဲကနေကထွက်လာတယ်ဆိုတော့အစင်တော့ပြီးမှာပါအခုလည်းဖြစ်နိုင်ရင်တော့ထပ်ပြီးတော့ကျွန်တော်တို့တောင်းချင်တာကတော့
Who male, you are male, you are got you are no baba no lo me out along with your machine. But they will say no good and Tonya Tolo ya. Aku aga be change out with less or I go to change to the Gahuma, Sony Jado, Pinayan no, Manipulate the Becado. I mean so they're watching there. I mean the Kushinaga. Aku teme also got agent insurance on it te yama. So no don't buy Sunday so not that the mule. Aku te manipulate te be. Aku got to do because then be the change. Song ya. So Roger dog nene Jaguar she there. So I send up in Maba. A Golunga who nine and chin up Mahobu, Darby met a loony bagu, PR, so not Roberta, PR paid hard at the job, who Guni Jababa. Now by Dagale to not in there. Now by the address. A coup the Singapore Myanmar Biga made to Yamasi there. Eddie Jilu, Janet Ludi at the Daga. A gong soon, door, Namuna pit dwelling me, now by the gong dwelling me to tin. Damakabu, a good Hubeka agent, but Pomatin the agency. Aramule, then a pop of dwelling me to tin. Maloles or a deep PR, Hube Piane, Suyan, now by the gong dwelling. Gong dwelling Suragale. The coup besi there, a coup below pit less or Hobeka, the aim paw, Pupuhaga, Bama, a soya beka a season, let me see you, Upadi, let me see you. Dame a coup now bite off. A Golunga let Wani be so down there, a soya and in the Sinsa be pulled up, who pit lava. Hello, pit torres and let the be long at that. The Muta look at that. A gong song young on Pusang Pida, Pit Dwelling Melons, not a desire. So don't hollow by the incident. General Select Biro, Chanchide, a chain go. ဒီမှာရောက်ရှိလာကြတဲ့မိတ္တဟာရအတီးတီးတော်၎င်းအဖွဲ့အစည်းတော်၎င်းအပိစကားပြောကြားခြင်းတဲ့များရှိတယ်ဆိုရင်ကျွန်တော်ဖြစ်နိုင်တယ်ပေါ့နော်ဟိုအချိန်ကနည်းနည်းဟို limit ဖြစ်တဲ့အတွက်ကြောင့်10 minute 2 minute ပေါ့နော်အချိန်ပေးပါမယ်လို့ဆိုတော့အရင်ဆုံးအနေနဲ့ Kachin Baptist Church Singapore ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်ကျေးဇူးစွာသာသင်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်အထူးလည်းဝမ်းနည်းကြည်ကွဲပါကြောင်းမိသားစုနဲ့တကွဒီဒါပေါ်နော် family member တွေအားလုံးနဲ့ကြည်ကွဲထပ်တူထမြကြည်ကွဲရပါကြောင်းကျွန်တော်တို့ကချင်တင်းတော်ကိုစားကျွန်တော်ပြလိုပါတယ်သူတစ်ပြင်ကျွန်တော်တို့ဒီမငယ်ကျွန်တော်တို့မြန်မာပြည်ဟွာတိုင်းရင်းသားညီကိုမောင်နှမခရစ်တော်နဲ့ညီကိုမောင်နှမတွေဖြစ်ကြပါတယ်ဒီမငယ်ဆုံးသွားတယ်ဆိုလို့အတင်းရလိုက်တာနဲ့ကျွန်တော်တို့ဒီမဒီဘွားတိုင်းရင်းသားအားလုံးပေါ့နော်ဒီလူတိုင်းသားအားလုံးတွေလည်းအရန်ကိုကြည်ကွဲရပါတယ်ကျွန်တော်တည်တယ်လို့ဆိုရင်လည်းဒါဟာပထမဦးဆုံးချိန်ကျွန်တော်တို့မြန်မာပြည်သားတွေဒီလိုဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရတယ်လို့ကျွန်တော်သိရပါတယ်ကျွန်တော်ရဲ့ research အရဆိုတော့ကျွန်တော်ဒီမှာနေလာတာတော့20ကျော်ရှိခဲ့ပါပြီဒါပေမဲ့ကျွန်တော်ဒီသတင်းကိုမဖတ်မိသေးပါဘူးတစ်ခေါက်မှလည်းမကြုံတွေ့ခဲ့ရသေးပါဘူးဒါကြောင့်မို့ကျွန်တော်လည်းဒီသတင်းကိုရတာနဲ့
ကျွန်တော်တို့အရန်ကိုကြည်ကွဲအရန်ကိုခံစားရတယ်ဒါကြောင့်မို့အခုကြံရှိနေတဲ့မိသားစုညီကိုမောင်နှမတွေအားလုံးပေါ်မှာဘုရားသခင်ထံကနေညီသက်ခြင်းဝမ်းမြောက်ခြင်းဘုရားသခင်ကောင်းချီးများပို့ချပါစေပေးပါစေလို့အတင်းတော်ရဲ့ကိုစားကျွန်တော်အများတော့ပဲဖော်ပြရင်းညီကိုချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဖျားရှင်ကောင်းချီးပေးပါစေအာမင်ဒီလိုများတင်ပါတယ်ကျွန်တော်တို့ဆက်လက်ပြီးတော့ home ကနေပြောမဲ့လူများရှိမလားမသိဘူးဆက်တင်တော့ wing goal တော့ပြောချင်ပါတယ်ကျွန်တော်တို့ရဲ့ထူမလေးပေါ့လေသူ26ရက်နေ့ကကျွန်တော်တို့တည်ဆုံးနေပေါ့လေသူကကျွန်တော်သူတည်ခြင်းပဲကျွန်တော်တို့ဒီ home အဖွဲ့ဒီ volunteer အဖွဲ့နဲ့သူတည်ခြင်းပဲကျွန်တော်တို့တက်နိုင်တော့ရင်းရအောင်ဆိုတာမေးပြီးတော့ဒီကိုယ်တိုင်ခံရတဲ့ကျွန်တော်တို့ဆက်ပြီးတာပေါ့လေသူ့ကိုကျွန်တော်တို့ကသူ့လိုကျွန်တော်ကြားဘူးလာတော့ကြားပြီပေါ့အဲ့တော့ကျွန်တော်တို့လည်းတက်နိုင်တော့ကျွန်တော်တို့ဒီသူ့စိတ်မကောင်းဘူးပေါ့စိတ်မကောင်းကျွန်တော်လောက်နိုင်တဲ့တက်နိုင်တာလေကျွန်တော်လည်းလုပ်ပြီးတယ်ကျွန်တော်တို့ဟိုအဖွဲရလဲအဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့မှာ Facebook ရှိပါတယ် Helping Hand ဆိုတော့ကျွန်တော်တို့တွေကဒီ home ကိုကျွန်တော်တို့ volunteer လုပ်ပြီးတော့ဒီ Helping Hand ဆိုပြီးတော့ Facebook page ဆောင်လာပြီးတော့ကျွန်တော်အဲ့ဒီအရာလေးပြီးတော့ကျွန်တော်တို့ပြီးတော့ဘာလုပ်ပါလဲဆိုလို့ရှိရင်အကြောင်းကြားကြီးညာပြီးတော့ကျွန်တော်တို့တွေကတတ်နိုင်တော့ဒီသူငွေလေးတွေထည့်ကြပါဆိုပြီးတော့ကျွန်တော်တို့ဒီကျွန်တော် community တွေကိုကျွန်တော်တို့အကြောင်းကြားပါတယ်။နောက်ကျွန်တော်ဒီမှာလူမှုရေးအဖွဲ့ဆိုမြန်မာနိုင်ငံလူမှုရေးအဖွဲ့ဆိုပြီးတော့ Facebook page ကပြီးတော့လည်းကျွန်တော်တို့ဒီတတ်နိုင်တော့အဲ့လိုပေါ့စမ်းကြပါဆိုတော့ကျွန်တော်တို့အဲ့လိုစီစဉ်နေပြီးတော့ကျွန်တော်တို့တွေအခုဆိုရင်ကျွန်တော်တို့ကြည့်ရှိသွားပြီပေါ့တနိုင်တော့ကျွန်တော်တို့ဒီကိုညာခံရအောင်ဒီကိုကျွန်တော်တို့ဒီနေ့တစ်ခါဒီနေ့တစ်ခါကျွန်တော်တို့တနိုင်တော့ကိုမြန်မာမျိုးသားချင်းကိုနေတော့ဒီရပါတယ်သူဒီလိုမျိုးဖြစ်သွားတာကျွန်တော်တို့ဒါဆိုလို့ရှိရင်ကျွန်တော်ဒါသိတာဆိုလို့ရှိရင်တော့ဒီဒါဒီလိုအေရှင်ဘူရင်တက်တယ်ဆိုတာဒီဥစ္စာဒါပထမဆုံးကြည့်မယ်ကျွန်တော်တို့ဒီမှာအဲ့လိုဒီကလေးမလေးကိုကျွန်တော်အခုညီပေးနေတာ၄-6နှစ်နဲ့လောက်ရှိပါပြီအဲဒီဥစ္စာဒီလိုဖြစ်တာဒါပထမဆုံးအချိန်တော့